Hello，欢迎收看小山羊汉语。小山羊 Chinese ကနေပြန်လေကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်တို့汉语ရဲ့第二课ဒုတိယသင်ခန်းစာကိုကျွန်တော်တို့ကြည့်ကြည့်အောင်။好，ဒါဆိုရင်သင်ခန်းစာမစခင်မှာအတူတူပဲကျွန်တော်တို့ vocabulary လေးအရင်ဆုံးလေ့လာမယ်။好，ပထမတစ်လုံးက我 OK 我ကကြတော့ကျွန်တော်တရုတ်ပြည်မှာကြတော့我ကိုကျွန်တော်ကျမအဲ့လိုတကူးတကခွဲတာမရှိဘူးပေါ့နော်ဆိုတော့အကုန်လုံးသုံးလို့ရတယ်我နောက်တစ်ခုကကြတော့爱ကချစ်တာကိုပြောတာရမယ်နော်爱好နောက်တစ်ခုက爸爸好爸爸ကအဖေ Okay ဒီမှာ爸爸အဲ့လိုလေးမဖတ်ဘူးနော်爸爸ဒုတိယတစ်လုံးကိုကျွန်တော်တို့ဖော့တန်လေးနဲ့တွားမယ်爸爸အရှိသင်ခန်းစာမှာလည်းကျွန်တော်တခါပြောထားတယ်ဘာဖြစ်လို့ဖော့တန်တုံးရလဲဆိုတော့ကိုယ့်ဘက်ကနေဖော်ရွေကြောင်းနှွေးထွေးမှုဖော်ပြတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဖော့တန်ချင်းရှင်းနဲ့ဖတ်ပေးတယ်ရမယ်နော်ဒီမှာလည်းသူပဲကိုယ့်အဖေကိုခေါ်တဲ့ချိန်ကျရင်爸လို့ဖတ်တယ်ရမယ်နော်爸ကိုမှကျွန်တော်တို့က爸တွေတို့မဟုတ်爸အဲ့လိုဆိုရင်ဖော်ရွေတဲ့ခံစားချက်မရှိတော့ဒါကြောင့်မလို့爸ဖော့ဖွားလေးပဲဖတ်မယ်ရမယ်နော်爸နောက်တစ်ခုက妈妈好妈妈ကအမေကိုပြောတာပေါ့妈妈 Okay ဒီမှာတော်တော်များများက爸လို့ဖတ်ပြီး妈妈ကိုမလို့ဖတ်ကြတယ်မမရှိဘူးเนาะ妈妈好နောက်တစ်ခါ爸妈妈ရမယ်เนาะ好နောက်တစ်လုံးကကြတော့是 Okay 是ကကြတော့ဖြစ်တာကိုပြောတာ好နောက်တစ်ခုက他好他ကကြတော့သူရမယ်เนาะအင်္ဂလိပ်လို့ဆိုရင် he ပေါ့เนาะသူကို他ယောက်ျားလေးကိုညွှန်းတယ်ဟောနောက်တစ်လုံးကကြတော့他အတန်ထွက်တူပဲတို့တော့သူ့ရဲ့ဘယ်ဘက်ချမ်းမှာရှိတယ်သူ့ရဲ့ component ကမတူဘူးပေါ့နော် Okay အဲ့ဒီဒုတိယတစ်လုံးရဲ့他ကကြတော့အမျိုးသမီးကိုရည်ညွှန်းတယ်she ပေါ့နော် she ဆိုရင်他 Okay ဆိုရင်အပေါ်က他နဲ့အောက်က他အတန်ထွက်တူပဲရေးပုံရေးနည်းပဲ꿰သွားမယ်အတိတ်ပဲ꿰သွားမယ်ရမယ်နော်ဟောနောက်တစ်ခုကကြတော့王 Okayဝမ်ရဲ့အတိတ်ပဲကကြတော့ဘယင်တို့မင်းတို့အဲ့ဒါတွေကိုဝမ်လို့ခေါ်တယ်ဆိုတော့တရုတ်ပြည်မှာလည်းဝမ်ကိုမျိုးရိုးအနေနဲ့လည်းသုံးတယ်ဆိုတော့လူတော်တော်များများသိကြတယ်ဝမ်ယီဘော对吧ဝမ်ယီဘောဆိုရင်လည်းသူ့ရဲ့မျိုးရိုးနာမည်ကဝမ် Okay ဒါဆိုရင်နောက်တစ်ခါပြန်ဖတ်ကြည့်ကြအောင်我爱爸爸妈妈是他王 Okay ဒါဆိုရင်ကျွန်တော်တို့သင်ခန်းစာရဲ့ပထမတစ်မျက်နှာကိုကြည့်ကြည့်အောင်ခေါင်းစဉ်က我爱爸爸妈妈好我爱爸爸妈妈我ကကျွန်တော်တို့မဟုတ်ကျမပေါ့နော်爱ချစ်တယ်爸爸အဖေ妈妈အမေဒါဆိုရင်ကျွန်တော်အဖေနဲ့အမေကိုချစ်တယ်ဆိုရင်我爱爸爸妈妈好ဒါဆိုရင်ကျွန်တော်တို့အောက်ကိုဆက်ကြည့်ကြည့်အောင်我是王小华他是我爸爸他是我妈妈我爱妈妈妈妈爱我爱爸爸妈妈好ဒါဆိုရင်ကျွန်တော်ဒီစာပိုက်လေးကိုကြည့်ကြည့်အောင်我是王小华ကျွန်တော်က王小华ဖြစ်ပါတယ် Okay 我是王小华他是我爸爸သူကကျွန်တော်ရဲ့အဖေဖြစ်ပါတယ်他是我爸爸ရမယ်နော်နောက်တစ်ခုက他是我妈妈他是我妈妈သူကကျွန်တော်ရဲ့အမေဖြစ်ပါတယ်我爱妈妈我爱妈妈ကျွန်တော်အမေကိုချစ်တယ်妈妈爱我妈妈爱我အမေကကျွန်တော်ကိုချစ်တယ်我爱爸爸妈妈ကျွန်တော်အဖေနဲ့အမေကိုချစ်တယ်我爱爸爸妈妈 Okay ဒါဆိုရင်ကျွန်တော်မေးမယ်ကျွန်တော်အဖေကိုချစ်တယ်ဆိုရင်ဘယ်လိုပြောမလဲ我爱爸爸ရမယ်နော်我爱爸爸အကယ်၍အဖေကကျွန်တော်ကိုချစ်တယ်ဆိုရင်爸爸爱我爸爸爱我ဒါဆိုရင်အဖေ
အမေကကျွန်တော်ကိုချစ်တယ်ဒါဆိုရင်ဘယ်လိုပြောမလဲ爸爸妈妈爱我爸爸妈妈爱我ရမယ်နော် Okay ဒါဆိုရင်ကျွန်တော်နောက်တစ်မျက်နှာကြည့်ကြည့်အောင်我爱爸爸妈妈我是王小华他是我爸爸他是我妈妈我爱爸爸妈妈 OK 我是王小华ကျွန်တော်က王小华ဖြစ်ပါတယ်他是我爸爸သူကကျွန်တော်ရဲ့အဖေဖြစ်ပါတယ်他是我妈妈သူကကျွန်တော်ရဲ့အမေဖြစ်ပါတယ်我爱爸爸妈妈ကျွန်တော်အဖေအမေကိုချစ်ပါတယ်ရမယ်နော်我爱爸爸妈妈 Okay ဒါဆိုရင်ကျွန်တော် ਨੇ အတူတူနောက်တစ်ခါတော့ပြန်ဖတ်ကြည့်ကြရအောင်ကျွန်တော်ကတခွန်းဖတ်မယ်ပြီးကြရင်ကျွန်တော်အနောက်ကနေလိုက်ဖတ်ပေးမယ်好开始我爱爸爸妈妈我是王小华他是我爸爸他是我妈妈我爱爸爸妈妈 Okay ရမယ်နော်ဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီသင်ခန်းစာလေးကိုလေ့လာခြင်းအပြင်အဖေနဲ့အမေကိုဘယ်လိုခေါ်လဲချစ်တယ်ဆိုတာကိုဘယ်လိုပြောရမလဲဆိုတာကိုကျွန်တော်တို့ဒီသင်ခန်းစာလေးမှာသိထားလိုက်ရတာပေါ့နော်နောက်ပြီးကြတော့ဖြစ်တယ်ဥပမာ तू က张小强ဖြစ်ပါတယ်ဆိုရင်他是张小强အဲ့လိုမျိုးသုံးတာပေါ့ရမယ်နော်好ဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်သင်ခန်းစာမှာပြန်လေးဆုံတွေ့ကြမယ်感谢您的收看我们下一期再见拜拜